ဒီဇွန်ပန်းရင်နဲ့လေးကိုရတာနဲ့ကိုစိတ်ကအလိုလို refresh ဖြစ်တယ်ပေါ့နော်လန်းဆန်းသွားတယ်စပင်ရင်နဲ့မတူဘူးပေါ့စပင်ရင်နဲ့ထက်ပိုပြီးတော့ကြိုက်တာဒါငယ်ငယ်လေးကကြိုက်တာငယ်ငယ်တော့ကြတော့ပေါ့နော်စိတ်ကူးရင်ခဲ့ဘူးရဲ့အိမ်ပေါ့ကိုယ့်ရဲ့ခြံလေးပေါ့နော်ခြံစည်းရိုးမှာဇွန်ပန်းယုံလေးထားမယ်ပေါ့အဲ့လိုမျိုးနောက်ဇွန်ပန်းရဲ့အရောင်ကလည်းသူကအဖြူစစ်မဟုတ်ဘူးလေအဲ့လိုမျိုးလေးပေါ့နော်ဘိုးဆန်တဲ့အရောင်လေးဆိုပြီးအဲ့လိုမျိုးကြိုက်တာဒီအင်ကြီးဆိုရင်လည်းဇွန်ပန်းအရောင်လေးပေါ့အဲ့လိုမျိုးဒါပေမဲ့ဇွန်လမှာမွေးရမဟုတ်တဲ့အတွက်ကြောင့်ဇွန်လမွေးနေ့ရှင်မဟုတ်လို့နာမည်မှာတော့ဇွန်နေပါရဲ့မပါဘူးပေါ့နော်တချို့မိန်းကလေးဆိုရင်ဇွန်ပွင့်ဘာလို့နာမည်လေးပေါ့နော်ကြိုက်တော့ကြိုက်တယ်အဲ့တော့ဇွန်လမွေးနေ့ရှင်တွေအားလုံးလည်းဇွန်ပန်းလေးလို့လန်းဆန်းမွေးပြန်ပြီးတော့ကျန်းမာချမ်းသာကြပါစေလို့ဇွန်လမရောက်သေးပေမဲ့ကြိုပြီးတော့ဆုတောင်းပေးလိုက်တယ်ပေါ့နော်လူတွေကကိုနှစ်သက်တဲ့အရာလေးတွေကအသေးအဖွဲလေးပဲဖြစ်စီကောင်းကိုယ့်အတွက်ကကြတော့ဒါကတကယ်ဟိုပေါ့နော်စိတ်ကောလူရောကျန်းမာစေရင်ပေါ့ဒါပေမဲ့ဒီလိုမျိုးဇွန်ပန်းယုံလေးနဲ့အိမ်လေးပေါ့နော်တိုက်ကလေးပေါ့စိတ်ကူးရင်ခဲ့ပြီမရမနေဆိုတဲ့စိတ်မျိုးတော့မရှိဘူးဘာလို့လဲဆိုတော့ဒါကြောင့်မို့လေမနေရတာလေးဖြစ်နိုင်တယ်ပေါ့နော်မရရအောင်စူးစမ်းမယ်ဘယ်လိုနည်းနဲ့အဲ့လိုမျိုးမရှိဘာလို့လဲဆိုတော့ဒီဆင်းအောင်မျိုးတရားရှုမဲ့ပြီးရင်ခါမှာဒီပေါ့နော်တရားအသင့်တင်တော့တရားသဘောကြီးရသွားတဲ့ခါမှာတနေ့ကျရင်အကုန်လုံးကထားခဲ့ရမှာဖြစ်တဲ့အတွက်ကြောင့်ဘာကုန်မှမရအရာဆိုတဲ့စိတ်မျိုးမရှိတော့ဘူးပေါ့နော်ရသလောက်နေပြီတင့်တယ်ရောက်ရည်တယ်တမအာစီဝဖြစ်ရမယ်အဲ့လိုမျိုးဒါတွေဆိုရင်လည်းဒါဆွေးလန်းနေရမဟုတ်ဘူးကိုကမသိခင်မှာတော့ဒီလိုမျိုးဒီခံစားမယ်ပေါ့ကိုတနေ့ကြာရင်တော့ထားပြစ်ခဲ့မယ်ဆိုတာအမြဲတမ်းစိတ်ထဲမှာရှိနေရင်